မင်္ဂလာပါဓမ္မရေယာဆွေးနွေးခန်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ချောင်းနေပါကျမကတော့ဒေါန်နွေမီဖြစ်ပါတယ်ရှင်မင်္ဂလာပါဒီနေ့ဒီတင်ဆက်မှုမှာတော့ဘုရားဘာသာရဲ့အမတအခြေခံကြတဲ့အယူဆနှစ်ခုဖြစ်တဲ့တန်တရားနဲ့နိဗ္ဗာန်အကြောင်းကိုတနေ့လေးဆွေးနွေးကြည့်ကြရအောင်ဒီစကားလုံးတွေကဘဝရဲ့အစောမရှိလဲပတ်နေမှုနဲ့အဲ့ဒီကနေလွတ်မြောက်ခြင်းကြောင့်ဘာဒီကိုပြောပြနေသလဲဆိုတာကြည့်လိုက်ကြတာပေါ့ဒီမကြောင်းနားလေဖို့တော့ပေါ့နော်အခြေခံအကြားဆုံးမိခွန်းလေးတစ်ခုကနေစားကြည့်ကြအောင်ဖော်ဆိုတာဘာလို့အမေရိကန်ပြောင်းလဲနေပြီးတော့ဒုက္ခဆင်းရဲတွေနေပြည့်နေရတာလဲအဲ့ဒီမိကိုရဲ့အဖြစ်ရတော့ဒီမှာစပြီးအပိုင်းတန်တရားအဆုံးမရှိလက်ပတ်နေခြင်းဆိုတဲ့အယူအဆတွေမှာရှိနေပါတယ်ဒါဟာကျွန်တော်တို့ရဲ့ခရီးဘေးကနေစတင်တယ်ဆိုတာကိုပြနေတာပါပဲတန်တရားဆိုတာတစ်ခေတ်နေရာတစ်ခုကိုပြောတာမဟုတ်ဘူးနော်ဒါဟာမွေးလိုက်တေးလိုက်ပြီးတော့ပြန်မွေးလိုက်နဲ့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့လေဘမူတန်တရားစက်ကွင်းကြီးတစ်ခုပါပဲဒီဖြစ်စဉ်ကြီးထဲမှာဘယ်ရမှာဒီမြဲတယ်ဆိုတာမရှိပဲအရာအလုံးကအစစ်မဖြစ်ပြောင်းလဲနေရပါပဲအဲ့တော့ဒီအဆုံးမရှိလက်ပတ်နေရခြင်းရဲ့အရိကပြဿနာပါလဲဆိုဒုက္ခပါပဲဒီမှာမြဲတဲ့အတိုင်းပဲတတ္တဝါတိုင်းကပေပုံဘောခုပဲရောက်နေပါစေအိုးရနာရတရားတယ်ဆိုလဲရှောင်လဲလည်းမရတယ်ဒီဆဲတွေကိုမလွဲလို့မသူရင်ဆိုင်ကြရတာပါပဲတန်တရာလေးပတ်နေရတာကပြဿနာစုရဲ့အဖြစ်လက်ရှိရမှာပေါ့နော်အဲ့ဒီအဖြစ်ကတော့အပိုင်းစနစ်နိဗ္ဗာန်ဒုက္ခအလုံးခြုံရင်းရမှာရှိပါတယ်နိမဆိုတော့ဒီကြီးရဲ့အဆုံးစွန်ပန်းနိုင်လို့ပြောရရတယ်တန်တရားဆက်ဘဝနဲ့လုံးဝလွတ်မြောက်ပြီးအိုးချင်းနာချင်းတေးချင်းဆိုတဲ့ဒုက္ခအလုံးချုပ်ငင်းတော့တဲ့အငင်းချမ်းတို့ချင်းဒီကူပါတဲ့ဒါဆိုရင်တန်တရားရဲ့ဒုက္ခတွေကနေနေမှန်ငင်းချမှုစီကိုဘယ်လိုတွားကြမလဲအပိုင်းတို့မှာတော့တန်စင်ချင်းစီတော့မလန်းကြမှုဆက်လက်လာကြတာဒီလန်းတော့လေအဆင့်တောင်းစင်းနဲ့ဖွဲ့စည်းထားတဲ့တန်စင်ချင်းဖြစ်စီတခုလိုပါပဲပထမဆုံးစင်ကတော့ကြည်လာပေါ့ကိုချင်းတရားနဲ့အပြောဆိုကိုစောင့်ထင်ပြီးအခြေခံကိုခိုင်မာအောင်လုပ်တာပါအဲ့ဒါပြီးတော့ဒုတိယစင်ကတမာရီအာရုံစူးစိုက်မှုကိုလေ့ကျင့်ပြီးတဆင့်ကလေးအဖြစ်နေတဲ့စစ်ကိုတည်ငြိမ်အောင်ထိန်းချုပ်တာပါနောက်ဆုံးစင်ကတော့ပညာအဲ့လိုတည်နေတဲ့စိတ်နဲ့အမှန်တရားကိုထိုးထွင်းတည်မြဲပြီးလွတ်မြောက်မှုကိုရိုက်တာပဲဖြစ်ပါတယ်ဒီအစစ်နေဘလို့ဆက်ဆက်နေလဲဆိုတာကိုဒီလိုလေးဥပမာပေးကြည့်အောင်မနချက်ပေါ်တော့ဖုန်းတွေအပြည့်နဲ့ဆိုရင်ကိုမျက်နာကိုဘလူးမကြည့်ကြည့်တဲ့မေးရမှာမဟုတ်ဘူးလေအဲ့ဒီတိုင်းပါပဲရံပညာဆိုတဲ့အလေးရောင်ကိုရဖို့တဲ့အရင်ဆုံးစိတ်ကိုတန့်စင်တည်အောင်လုပ်ဖို့လိုအပ်ပါတယ်ဒါဆိုစိတ်ကိုတန့်စင်နေဆိုတော့ဘာကိုပြောတာလဲအဓိကကတော့တမာရီကိုအနော်အပြည့်နီဝနာတရားနာပါလို့ခေါ်တဲ့စိတ်အငြင်းတဲ့ကြီးတွေကိုဖက်ရှားတော့ကိုဆူလို့တော့ပါဥပမာပြောရင်အာယုံကမကွန်တွေကိုတတ်မှတ်နေတာစိတ်ထဲမှာအမြင့်တက်ထန်နေတာဒါမှမဟုတ်တန်တရားစိတ်တွေဝင်နေတာမျိုးကိုရှင်းလင်းဖြစ်ဖို့လိုအပ်တယ်ဆိုတဲ့သဘောပါပဲဒါပေမဲ့ဒီစိတ်ကိုတန်စင်တဲ့ခီးကတော့ဖြောင့်ဖြူနေမှာလားအပိုင်းလေးမှာတော့ဒီခီးလမ်းမှာဘလို့စင်ခေါ်မှုတွေရှိနိုင်လဲဆိုတော့ကြည့်လိုက်ကြအောင်ဒီစင်ခေါ်မှုတွေကအပြင်ဘက်ကရန်သူတွေမဟုတ်ဘူးဆိုတော့ကိုတတိပြုတ်ရပါမယ်ဒါကိုယ့်ရဲ့စိတ်ထဲမှာပဲဖြစ်ပေါ်လာတယ်မာစစ်တက်စေတက်လို့ခေါ်တယ်အင်အားကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေနဲ့ရင်ဆိုင်ရတဲ့အတွင်းစိတ်တိုက်ပွဲတစ်ခုပါပဲဒီမှာကြည့်လိုက်ရင်အဲ့ဒီစစ်တပ်တွေကတချို့ကိုတွေ့နိုင်ပါတယ်ပထမဆုံးစစ်တပ်ဖြစ်တဲ့ကောင်မလိုမျိုးအခြေခံကြတဲ့တက်မှတ်မှုတွေကနေအစွန်းမှာတော့ကိုချီကျူပြီးသူများကိုအချင်းတီးတဲ့မာနလိုမျိုးတိုက်မှုတဲ့အတက်ပုံစံတွေအကြည့်ပါတယ်ဒီစင်ကောမှုတွေအားလုံးမှာစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေချီပါပဲတန်တမဲ့လူတိုင်းကတော့ဒီစင်ကောမှုတွေကိုတပုံစံနည်းပဲရင်ဆိုင်ရလားအပိုင်းကားမှာတော့ဒီ line ကိုရှောက်တဲ့ခရီးတော်တွေပုံစံလေးမျိုးကြောင်းဆက်ကြည့်ကြတာပေါ့ဒီချက်ကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလာစေပါတယ်ဒီလူမျိုးရေးလမ်းစကြီးကလူတိုင်းရဲ့တသမတ်ဒီပုံစံကွက်ချက်ဖြစ်နေတာလားဒါမှမဟုတ်တယောက်နဲ့တယောက်မတူညီတဲ့နည်းလဲတွေရောရှိနေနိုင်မလားဒီမိခွင့်အဖြစ်ကိုလေမစ်စော်ဘဲထိတ်တန်းတပီးကြီးနှစ်ပါးချစ်တဲ့ရှင်သားလေးဘုရားရနဲ့ရှင်မောကလန်တို့ရဲ့ချစ်စင်မှာတွေ့နိုင်ပါတယ်တရားဝင်ကြည့်လိုက်ရင်နှစ်ပါးစလုံးကထိုးထွင်းကြံမှုမြင်မြန်ရခဲ့ကြပေမဲ့သူ့ရဲ့ချင့်ကြံပုံကတော့မတူခဲ့ဘူးရှင်သားလေးဘုရားရဲ့ခီးကအထားရှိနေပြီးလွယ်ကူချုံးမွေခဲ့တဲ့ဒါကိုဒုက္ခပရိပလာလို့ခေါ်တယ်ရှင်မောကလန်ကတော့ချီနာမေတားလို့အခက်ခဲတွေကိုကြီးခဲ့ကြော်လွားခဲ့ရတဲ့အတွက်ခက်ခဲတဲ့ချင်းစဉ်ဒုက္ခပရိပလာဖြစ်ခဲ့ပါတယ်ဒါတော့ပန်တိုင်းတူဝေမဲ့လိုင်းတောင်းတွေမတူနိုင်ဘူးဆိုတော့ပြနေတာပါတောက်တော့မလို့အရေးကြီးတဲ့အချက်ကပါလဲဆိုတော့ပန်းနိုင်ကတခုတည်းဖြစ်ပေမဲ့အဲ့ဒီပန်းနိုင်ကိုတွားတဲ့ကိုပိုက်တွဲကြောင်ကတော့ဖီးတွားတူချင်းစီတွေလုံးဝမတူနိုင်ဘူးဆိုတာပါပဲနောက်ဆုံးမှတော့အဓိကအချက်သာရှင်းရှင်းလေးပါပဲတကယ်လို့မြောက်မှုဆိုလားစူတောင်းနေုံနဲ့ရလာမှမဟုတ်ပါဘူးဒါဟာဆွဲလုံးလန်းတဲ့လက်သိကြကြအဆင့်ချင်းရှောက်လန်းတွေ့ရမယ်ခရီးတစ်ခုပဲဖြစ်ပါရဲ့
ဒီเจ้าရာတွေကကျွန်တော်တို့ကိုနောက်ဆုံးမှမေကွန်တစ်ခုနဲ့ခြံထားခဲ့ပါတယ်တန်တရားကနေနေပန်စီတွားတဲ့ခီဟာကိုယ့်အတင်းစိတ်ကိုပြက်လက်ဆူဆိုင်ကြည့်ရှုဖို့ဆုံးဖြတ်လိုက်တဲ့အခိုက်အတန့်ကနေစတင်တာပါဒီတော့တယောက်ချင်းစီအနေနဲ့မိမိရဲ့စိတ်ကိုတန့်စင်ဖို့အသင့်ဖြစ်ပြီလားအဆုံးမရှိတဲ့ဆင်းရဲဒုက္ခတန်တရားဒီထဲကနေဘယ်လိုလွတ်မြောက်နိုင်မလဲဟုတ်ပါတယ်ဒါတကယ်ကိုရှေ့အကြဆုံးနဲ့အနက်ရှားဆုံးမိကုန်းကြီးတစ်ခုပေါ့နော်ဒီနေ့မှာတော့အဲ့ဒီအဖြစ်စီထားတဲ့လမ်းကိုပြတဲ့မြေပုံတစ်ခုအကြောင်းဘုဒ္ဓရဲ့ဒသနာရှုထောင်ကနေကြည့်ကြပါမယ်ကဲဟုတ်ပြီဒီမြေပုံကိုလဲလာကြမယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီဝဏီရဲ့ကြီးရဲ့အစမကူနားနဲ့ပေါ်လို့တဲ့လူတွေဘာကြောင့်ဒီလမ်းကိုရှောက်ဖို့လိုအပ်နေရလဲဆိုရဲအကြောင်းကြီးမို့အဓိကပြဿနာကဘာလဲဆိုတော့တန်တရားလို့ခေါ်တဲ့အဆုံးမရှိရဲ့လဲပတ်မှုထဲမှာပိတ်မိနေတာပါပဲမွေးလိုက်တဲလိုက်ပြန်မွေးလိုက်နေပေါ့ဒါဟာတကယ်ပုဂ္ဂတိအရှိတရားရဲ့သဘာဝကိုမသိပဲရှုပ်ထင်းနေတဲ့အခြေအနေတစ်ခုလို့ဆိုရမှာပါအဲ့ဒီတော့ဖြည့်ရှင်းရတော့ချက်ချင်းဒီရှစ်စပီးပြီးသွားတဲ့ကိစ္စမျိုးမဟုတ်ပါဘူးဒါကလေအယောင်စောနေလေအဝိတ္တထဲကိုတန့်စင်သွားတဲ့ကြီးအထက်ထအခါခါလျော်ဖွဲ့ရတယ်လို့ပဲလူကြောက်ရဲ့အမြင်ကိုတဆင့်ချင်းတဖြည်းဖြည်းတန့်စင်တော့လို့ရတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲဒီလန်ကိုဝေချုတိခနဲ့ပါတမမိုတန့်စင်ချင်းအဆင့်ခုနှစ်ဆင့်နဲ့ဖော်ပြထားပါတယ်ဒီတစ်ခေါက်တင်ဆက်မှုမှာတော့ပညာပိုင်းဆိုင်ရာမှာအခြေခံဆုံးဖြစ်တဲ့ပထမဆုံးအဆင့်တစ်ခုကိုအထူးကထားပြီးအတူတူကြည့်သွားကြပါမယ်ကဲပထမဆုံးဝယ်တိုင်းစီတွားကြည့်ကြရအောင်ဒီအစစ်မှာလားကိုယ်လောကမြင်ကိုရှုမြင်ပုံကိုအခြေခံချက်ကြောင့်ပြောင်းလဲပြဖို့လိုအပ်လာပါပြီအဲ့ဒါဘလို့ပြောင်းလဲရမလဲဆိုတာကြည့်လိုက်ရအောင်ဒီပထမအဆင့်ကတော့အမြင်ကိုရှင်းလဲစေတာပေါ့ဓမ္မယုတ်ကြတုံးနေတဲ့အခေါ်ဝေါ်ဒီနော်တို့သူတို့ဆိုတာတွေနော်ကွင်မှာတကယ်တမ်းဘာတွေရှိနေတယ်လဲဆိုတာကိုမြင်အောင်ကြည့်တဲ့လေ့ကျင့်မှုမျိုးမှာပဲဆိုတော့အဓိကချက်ကဒါပါပဲခိုင်မာတဲ့ပိုးကိုတယောက်ဆိုတဲ့အမြင်ကနေနာနဲ့ရုပ်လို့ခေါ်တဲ့အမြဲတမ်းပြောင်းလဲနေတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုရဲ့အပြန်အလှန်ဆက်နွယ်မှုတစ်ခုအဖြစ်ရှုမြင်တဲ့အမြင်စီကိုပြောင်းလဲတော့ဖို့ပါပဲဒါပေမဲ့နာနဲ့ရုပ်အလုံးကိုဒီချိန်တိုင်းမှာမြင်နိုင်မှုဆိုတာကမဖြစ်နိုင်တဲ့အလုပ်ကြီးတစ်ခုလိုပဲနော်ဒီနေရာမှာပဲဒီလိုထိုးထွင်းအမြင်မျိုးဘယ်လိုဆက်တင်နိုင်တယ်လဲဆိုတာကိုရှင်းပြထားတဲ့ရှေ့ဥပမာလေးတစ်ခုရှိပါတယ်လူလေးယောက်ကအပင်တပင်တေးကိုပဲဖော်ပြနေကြတယ်လို့စိတ်ကူးကြည့်လိုက်ပါဒါပေမဲ့သူတို့ကတယောက်နဲ့တယောက်မတူညီရဲ့ယာတီဒီမှာအဲ့ဒီအပင်ကိုမြင်ခဲ့ကြတာလူတိုင်းရဲ့ဖြောပြချက်ကသူတို့ကိုယ်တိုင်တိုက်ရိုက်တွေးကြုံခဲ့တာပေါ်မှာအခြေခံထားတာဆိုတော့မှန်တော့မှန်ပါလေဒါပေမဲ့တယောက်ချင်းစီရဲ့အမြင်မှာအန်တက်ချစ်လေးတွေတော့ရှိနေတာပေါ့လူတိုင်းကသူတို့မြင်ရတဲ့အရာအတွက်တော့ဟန်နေလာပဲလေဒါပေမဲ့သူတို့ရဲ့အသိပညာကအပြည့်စုံမနေဘူးတစ်စိတ်တစ်ပိုင်းမြင်မှန်နေလားဒီဥမာလာနေတိနိုင်တာလားပါလဲဆိုတော့လူမြောက်ရလမ်းကိုစတင်ဖို့အတွက်အရာလုံးကိုတပြိုင်တည်းမြင်နေဖို့မလိုဘူးဆိုတာပါပဲယုတ်ဓမ္မမောင်နိုင်ရဲ့အတွင်ဖြင့်တစ်ခုကိုပဲရှင်းရှင်းလင်းလင်းမြင်လိုက်တာနဲ့ဖြီးစတင်လမ်းပြီးဆိုတဲ့အားရှိစရာချက်ပါပဲဟုတ်ပြီပိကတိတရားဆိုတာဘာနဲ့ဖွဲ့စည်းထားတယ်လဲဆိုတာမြင်သွားပြီဆိုရင်တော့တောက်ထပ်နေစရာရှိလာပြီအဲ့ဒါကဒီအရာတွေကဘာလို့အဆောင်လန့်ချစ်တင်နေရတာလဲဆိုတာပါပဲဒီနောက်တစ်စိကတမားတို့ကောင်းတယောက်နဲ့တူပါတယ်ယောဂလက္ခဏာကိုပဲကုနေရမဟုတ်ပဲယောဂရဲ့အရင်းမြစ်ကိုရှာဖွေတာပေါ့အဲ့လိုပါပဲဒီအစ်စ်မှာလဲလူတွေကြုံတွေ့နေရတဲ့စီးရဲဒုက္ခရဲ့အရင်ခံအကြောင်းတရားကိုရှာဖွေတွေ့ရှိဖို့ကြိုးစားတာဖြစ်ပါတယ်ဒီနေရာမှာအရာအလုံးဟာအကြောင်းမဲ့ဖြစ်ပေါ်လာတဲ့ဆိုတဲ့အယူဆဒါမှမဟုတ်ဖန်ဆင်းရှင်တစ်ပါးကဖန်တီးတဲ့ဆိုတဲ့အယူဆတွေကိုပယ်ချထားတာပါဘာလို့လဲဆိုတော့အဲ့ဒီအယူဆတွေကလက်တွေ့မှာမြင်တွေ့နေရတဲ့အကြောင်းနဲ့အကျိုးဆက်ဆက်မှုနိယမတရားနဲ့မကိုက်ညီလို့ပါပဲအဲ့ဒီအစားအကြောင်းတရားအမှန်ကိုပဋိစ္စတမှုပါလို့ခေါ်တဲ့နေရာမှချက်မှာတွေ့ရပါတယ်ဒါကတော့အရာအလုံးဟာတစ်ခုနဲ့တစ်ခုအပြန်လန်မီကိုဆက်ဆက်နေတယ်ဆိုတဲ့သဘောတရားပါပဲဘေးရမှထုပါတာတို့တီးချမတီးရှိပါဘူးကဲဒီစလိတ်မှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကိုကြည့်အောင်ဒီမှာယုံနေနံတစ်ခုလုံးဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတဲ့အကြောင်းတရားတွေကိုတီးချစီအကြောင်းတရားပေါ်မူတည်တဲ့ဖြစ်စဉ်တွေအဖြစ်ခွဲပြထားတာတွေ့ရပါလိမ့်မယ်စိတ်ဆိုတာကအမြဲတမ်းတည်ရှိနေတဲ့အရာတစ်ခုမဟုတ်ပါဘူးဥပမာဘုံတလုံးကိုတုံနေတီးလိုက်မှအတန်ထွက်လာတယ်လို့ပဲမျက်စိကအစင်းအာယုံနဲ့တွေ့မှမြင်တိစိတ်ဆိုတာဖြစ်ပေါ်လာတာပါဒါဟာတီးခြားအခြေအနေတွေပေါ်မူတည်ပြီးဖြစ်ပေါ်လာတဲ့အခိုက်အတန့်လေးတွေရဲ့စက်တိုက်ဖြစ်စဉ်တစ်ခုပါပဲအဲ့ဒီတော့ပကတိတရားဆိုတာပါလေဘာကြောင့်ဖြစ်ပေါ်လာတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်သွားခြင်းရဲ့အကျိုးကျေးဇူးကဘာဖြစ်မလဲဒါကလူတယောက်ရဲ့ဘဝကိုဘယ်လိုများပြောင်းလဲသွားစေနိုင်မှာလဲဒီလိုနားလည်မှုကိုရရှိသွားတာဟာအလုံးကြီးမှလည်း challenge ကြီးရပါပြီဒီအတိညာဉ်ကိုဆုလထောတာပန်လို့ခေါ်ပါတယ်ဆိုလိုတာကတော့တာမန်တရားတွေနဲ့အလုခတ်လို့မရတော့တဲ့အမှန်တရားပေါ်
အဓိကထိုးထွင်းပြင်းနေလိုက်တဲ့အချက်ကတော့အကြောင်းနဲ့အကျိုးဖြစ်စဉ်ဟာအတိတ်တုန်းကလည်းဒီတိုင်းပဲအခုလက်ရှိမှလည်းဒီတိုင်းပဲလုံးနာကမှလည်းဒီတိုင်းမရှိနေမှာမလားဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားတာပါပဲအခုဆိုရင်အခြေခံကြတဲ့ထိုးထွင်းအမြင်နှစ်ခုကိုခိုင်ခိုင်မာမာတည်ဆောက်ပြီးတော့ပါပြီတစ်ခုကပကတိတရားကိုယုံနေတဲ့အဖြစ်ရှုမြင်တတ်သွားတာနောက်တစ်ခုကအဲ့ဒီယုံနေတဲ့စီမံတဲ့အကြောင်းတရားတွေကိုနားလည်သွားတာပါပဲဒီပညာရှင်နှစ်ခုနဲ့အတူလူမြောက်ရလန်းတစ်ခုလုံးအတွက်ပုံမြင့်ကိုချလိုက်ပြီလို့ဆိုနိုင်ပါတယ်ဒီရနေတဲ့ရှင်းလင်းပြတာမှုကခရီးရဲ့အစားပဲရှိသေးတယ်ဆိုရင်လူမြောက်ရလာမှာရှေ့ဆက်ဘာတွေများရှိနေဦးမလဲဒီနားလည်မှုရဲ့ပထမဆုံးအခြေဆိုင်စခန်းကပူဝင်းနဲ့ရှိုင်းတဲ့ထိုးထွဲအမြင်လေးစီကိုတကားဖွင့်ပေးလိုက်တာနဲ့အတူဒီမေကွန်းကဆက်ပြီးတွေးခေါ်စင်ကျင်စရာတစ်ခုဖြစ်ကြံရည်ခဲ့တာပါလေဝိပဿနာတရားအားထုတ်တဲ့ခီးလမ်းမှာကြုံရောက်တဲ့တိတ်ကုစိတ်ဝင်စားစရာကောင်းပြီးအရေးကြီးလာတဲ့အစစ်တစ်ခုကြောင့်ဒီနေ့အတူတူလေးလာကြည့်ကြအောင်ပါတခါတလေမှလေတရားအားထုတ်မှုမှာအကြီးမားဆုံးတိုးတက်မှုလို့ထင်ရတဲ့အရာတွေကတကယ်လည်းတိတ်လှပါတဲ့ထောင်ချောက်တစ်ခုဖြစ်နေတတ်ပါတယ်ဒီနေ့ရှင်းလင်းတင်ပြချက်မှာအဲ့ဒီအကြောင်းကပဲဆွေးနွေးတော့မှာပါတရားအတွေ့အကြုံရပေါ်လာတဲ့အားတောင်းတဲ့ခံစားမှုတွေကပညာဉာဏ်စီသွားတဲ့ခရီးမှာလမ်းလေးရောက်တော့ဘယ်လိုများလက်စားနိုင်တယ်လဲဆိုတာကိုအတူတူဆန်းစစ်ကြည့်ကြပါမယ်ကဲပထမဆုံးအနေနဲ့ဝိပဿနာဖြစ်ရဲ့အစပိုင်းကိုပြန်သွားကြည့်ကြအောင်ဝိပဿနာတရားအားထုတ်တယ်ဆိုတာကတော့ရိုးရိုးလေးပါပဲအရှိတရားကိုအမှန်တိုင်းမြင်နိုင်ဖို့ရှုပ်လှမ်းရတဲ့ဖြီးတစ်ခုပါပဲဒီဖြီးမှာတိတာတဲ့တူတမှုတစ်ခုကဘယ်မှာဆက်လဲဆိုတော့ဥတရားဗျာဉာဏ်ကိုရောက်တဲ့အချိန်မှာပါဒီအစစ်မှာတရားအားထုတ်သူဟာရုပ်တရားနံတရားအားလုံးရဲ့ဖြစ်ချင်းသဘောကိုကိုယ်တိုင်တိုက်ရိုက်ထိုးထွင်းမြင်လာပါတယ်ဒါကိုပဲတေယုနာဝိပဿနာတနည်းအားဖြင့်ညွှန်တဲ့ဝိပဿနာဉာဏ်ရဲ့အစလို့ခေါ်ကြပါတယ်ဟုတ်ပြီအဲ့လိုဓမ္မာဒီအားကောင်းလာပြီးစိတ်ကစွမ်းအားတွေတက်လာတဲ့ရှိအဲ့ဒီမှာပဲဒီခရီးလမ်းကနည်းနည်းလေးရှုပ်ထွေးလာနိုင်ပါတယ်ဘာလို့လဲဆိုတော့သူ့တမှုနဲ့အတူစံတမှုတစ်ခုကအမြင်နဲ့လောက်ကပ်ပါလို့ပါပဲအဲ့ဒီအားကောင်းတဲ့တွေ့ကြုံမှုတွေကပဲလမ်းချော်သွားအောင်ဖက်ခေါ်နေတယ်ပါတယ်အဲ့တော့အဲ့ဒီထားပါရဲ့ထမ်းကြောက်တွေကဖားရီရဲ့ဝိပဿနာဉာဏ်ပို့ပြီးကြည်လင်လာတာနဲ့အများအားကောင်းပြီးတာရဲ့ချက်မြစ်စာသူကြောင့်ခံစားမှုစင်မျိုးပေါ်လာနိုင်ပါတယ်ပါဠိလိုတော့ဝိပဿိနုပတ္တိလေတာမြန်မာလိုဆိုရင်တော့ဝိပဿနာဉာဏ်ရဲ့ညီညွတ်ခြင်းကြောင့်တရားတွေလို့ခေါ်ပါတယ်ဒီအဲ့ဒါတွေကဘာတွေလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်ဒီမှာကြည့်လိုက်ရင်အောဘာတာဆိုတဲ့ထုံလင်းတဲ့အလီရောင်ဒီမြင်ရတာမျိုးပီတိဆိုတဲ့ပြင်းထန်တဲ့နေထိုင်မှုတွေခံစားရတာမျိုးတွေပေါ့ဒီလိုအတွေ့အကြုံတွေကတိတ်ကိုကောင်းတော့ဒါပဲဒါတော့တရားသူရပြီနိဗ္ဗာန်ရောက်ပြီဆိုပြီးအထင်မှားတော့စေနိုင်ပါတယ်တကယ်တော့ဒါတွေကပန်းတိုင်မဟုတ်သေးပါဘူးခီးလားပေါ်ကမတိုင်လေးတွေပေါ့ပဲဒီနေရာမှာတိတ်ကိုအရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့တကယ်တမ်းပြဿနာလားအလေးရောင်မြင်တာပီတိထက်တာတွေမဟုတ်ပါဘူးအဲ့ဒီအတွေ့အကြုံတွေကကောင်းပါတယ်တကယ်အန်တရဲ့တကယ်ကိလေသာအညစ်အကြေးဆိုတာပါအဲ့ဒီအပေါ်မှာတွေ့လာတဲ့တဏှာငွားတော့တဲ့ဆိုတဲ့မာနနဲ့ဒါဟာလမ်းဆုံးမဲ့လို့မှားယွင်းစွာမြင်တဲ့မိစ္ဆာအမြင်တွေပဲဖြစ်ပါတယ်ဒီနေနူးချင်းကြောင့်ဆံမျိုးထဲမှာအတီမွေးဆုံးနဲ့အန်တီရဲ့ကြီးဆုံးကိုပြောပါဆိုရင်တော့ဆံရင်နောက်ဆုံးမှာရှိတဲ့နိကန်တီလို့ခေါ်တယ်လက်ဆိုင်ပြီးတီးမွေလာတဲ့တွေ့တာမှုဒီမျိုးပါပဲဒီနိကန်တီဆိုတဲ့တွေ့တာမှုကတိတ်ကိုအားကောင်းပါတယ်တတိမထားမိလောက်အောင်တိမ်မွေပြီးမဲ့တဘွားလုံးရဲ့လာရာတခါတလေနောက်ဘွားတစ်ခုလုံးကိုတော့စူးဖြစ်ပြေးတော့နိုင်ပါတယ်ဒီချက်ကိုတိတ်ထင်ရှားစေတဲ့ဇလန်တစ်ပုဒ်ရှိပါတယ်အဲ့ဒါကတော့ပြမိထားတဲ့မင်းကြီးရဲ့ဇလန်ပါပဲဒီဇလန်လေးကဒီလိုပါပြမိတာလာမင်းကြီးဆိုတာဘက်ဆော့ဗီယာရဲ့အကြီးကျယ်ဆုံးထိုင်ကားတို့တောရပန်အရိယတို့လေးဖြစ်တယ်ဝီလူဝင်ကျောင်းတော်ကြီးကိုထူတိုင်းခဲ့တာအပေါင်းပဲမိရေမတွဲနိုင်တဲ့ကုသိုလ်ကောင်းမှုတွေပြုခဲ့တဲ့သူပါဒီလို့ဆိုရင်သူ့ကတိတ်မိမြတ်တဲ့ဘုံဘဝတစ်ခုကိုဖြောင်းလင်းနိုင်တာပေါ့နော်ဒါပေမဲ့ဝိုင်းနေစရာတန်ကြာမှာနဲ့နတ်ရွာဆိုင်ပြီးတဲ့နောက်မှာတော့သူကမျောလင့်ထားတယ်လို့မြင်မြတ်တဲ့နတ်ပြည်မှာမမွေးဖွားခဲ့ပါဘူးအဲ့ဒီအစဖာချစ်တော်လေဆိုတော့နတ်မြင့်တဖားရဲ့အခြေအယံဖြစ်တဲ့ပြည်လူတို့ဖြစ်ခဲ့ရတာပဲဆိုတော့မင်းစရာရှိလာပြီဒီလောက်ခုတော့တဲ့ကောင်းတဲ့ပုံကိုတယောက်ကဘာဖြစ်လို့ဒီလိုနင်းကြတယ်လို့ယူဆတဲ့ဘဝကိုရော့တွားရတာလဲအဖြေကအဲ့ဒီတိမ်မွေတဲ့တွေ့တာမှုနေကန်တီတယ်မှာရှိနေပါဇက်တော်တွေရောက်စေမင်းကြီးဟာအရင်ဘဝပေါင်းများစွာလာအဲ့ဒီဘီလူဘဝမှာအချင်းချင်းဖြစ်ခဲ့ဖို့တော့အဲ့ဒီဘဝပေါ်မှာတိမ်မွေတဲ့နှစ်သက်တွေ့တာမှုလေးတစ်ခုဖြစ်ပေါ်ခဲ့တယ်အဲ့ဒီနှဆိုင်ပြီးတိတ်တိတ်လေးနှစ်သက်နေတဲ့နေကန်တီကပဲနတ်ရော်ဆိုင်ခါနီမှာတခြားကောင်းမှုကံတွေအလုံးကိုလမ်းမိုးပြီး
သူ့ကိုအဲ့ဒီပုံပွားစီဆွဲခေါ်သွားခဲ့တာပါဒီဇလန်ကနိကန်တီရဲ့စွမ်းကိုတစ်ကုန်းကုန်းပြပါတယ်ကောက်ပြီဒါဆိုရင်တရားအထုထူတယောက်အနေနဲ့ဒီလိုလှပပေမဲ့လက်စားတက်တက်လမ်းချော်တွေကိုဘလို့များကျုပ်ဖြတ်နိုင်မလဲလမ်းမမို့ဘလို့ပြန်ရေးမလဲအဲ့ဒီမှာမကအယာနာတထနာဝိတုတီဆိုတဲ့ပညာဉာဏ်ကတီးပါလာပါတယ်ဒါတော့ပါလဲဆိုတော့ဒါကလမ်းမဒါကလမ်းမဆိုပြီးရှင်းလင်းခွဲခြားတိမြင်တဲ့ညအလင်းပွင့်တဲ့အခိုက်အတန့်ပါပဲအဲ့ဒီခါကျမှတရားအားထုတ်သူဟာအလင်းရောင်နဲ့ပီတိတီဆိုတာတိုင်းတိုင်မဟုတ်ဘူးဒါတွေဟာမမြဲတဲ့တရားအားထုတ်မှုရဲ့ဘေးချော့ဖုံပလော်လိုက်တယ်ပဲဆိုတာကိုသဘောပေါက်တော့ပါတယ်ဒီလိုလက်မှတ်တရားဖို့တဲ့အစင်လီဆင်ရှိပါရဲ့ပထမဆုံးဖြစ်ပေါ်လာတဲ့အတေးအကြောင်းကိုသတိနဲ့အတိအမှပြလိုက်တယ်ဒုတိယအဆင့်ကဒါယာယီပဲအကြောင်းကြောင့်ဖြစ်တာပဲလို့စူးစမ်းဆင်ခြင်တယ်တတိယအဆင့်မှာအဲ့ဒီပေါ်တွေ့တာနေတဲ့စိတ်ကိုဆိုလိုလိုက်ပြီးနောက်ဆုံးမှာတော့ကိုယ့်ရဲ့မူလကမ္မတာအာယုံဖြစ်တဲ့ယုံနိုင်ရဲ့ဖြစ်ဖြစ်စီကိုပဲအာယုံကိုညီနေတာလေးပြပို့လိုက်ပါတယ်ဒီလိုနည်းနဲ့ဝိပဿနာဉာဏ်ကိုတာဆင်ပြီးလွတ်မြောက်ရလာမတိပေါ်ကိုခိုင်ခိုင်မာမာပြအောင်တလားပါအဲ့ဒီလိုလာပါတဲ့အနောက်ရက်ဒီကနေလိုင်းတောင်းရှင်းတော့ပြီဆိုရင်တော့ဝိပဿနာရဲ့တကယ်အလောက်ကိုပေါ်ပြီးကြည်လင်းပြထားစွာဆက်လုံနိုင်ပါပြီအဲ့ဒါကတော့လက္ခဏာရဲ့သုံးပါးကိုထိုးထင်းမိနိုင်ပို့ပါပဲအမှန်တရားကိုရှင်းလင်းမင်းဖို့တဲ့ကျွန်တော်တို့ကိုဖုံးခွဲထားတဲ့အထက်အမြအမားမှုကြီး၃ခုကိုကြော်လာပြီးကြည့်ဖို့လိုပါတယ်ပထမတစ်ခုကတန်တိလို့ခေါ်တဲ့အစမပြတ်ဘူးဆိုတဲ့အထင်မှားမှုပါဒါကအနိစ္စမမြဲခြင်းတရားကိုဖုံးထားတာပါတကယ်တမ်းခန္ဓာကိုယ်နဲ့စိတ်ရဲ့ဖြစ်ပျက်ကိုခဏတိုင်းမြင်လာတဲ့အခါဒီအထင်မှားမှုကပြည့်ပြည့်တော့ပါတယ်ဒုတိယတစ်ခုကဣရိယာပထာပါကိုယ်ကနာအနေချကိုအမြဲပြောင်းလဲနေတော့ဒုက္ခဆင်းရဲခြင်းသဘောကိုမမြင်နိုင်အောင်ဖုံးထားတာပါဒါကြောင့်တရားထိုင်တဲ့အခါမလုတ်မီးရဲ့နေလိုက်ကြောင်းမှာခန္ဓာကိုယ်ရဲ့မွေးရပါပြီးစီးမှုနဲ့ဒုက္ခသဘောကနိမရအောင်ထင်ရှားလာပါတယ်နောက်ဆုံးတစ်ခုကတော့ကနာပါဒါကတော့အရာအလုံးဟာအတုံးခဲတခုတည်းအဖြစ်ရှိတယ်ဆိုတဲ့အထင်မှားမှုပါဒါကအနတ္တအစိုးမရတဲ့သဘောကိုဖုံးထားတာပါစိတ်နဲ့ရုပ်ကိုသူ့ရဲ့အစိတ်ပိုင်းတွေဖြစ်ခွဲခြမ်းစစ်ဖြာကြည့်လိုက်တဲ့အခါမှာတော့ထိုင်မာတဲ့နားဆိုတဲ့အထင်မှားမှုကြီးကပျော်ကွယ်လာပါပဲအဆုံးမှာတော့မမြဲတဲ့အရာဟာအစီအချင်းပဲစီးတဲ့အရာဟာအတ္တမဟုတ်ဘူးအတ္တမဟုတ်တဲ့အရာဟာနာဥစ္စာမဟုတ်နာမဟုတ်နာရဲ့အတ္တမဟုတ်ဘူးဆိုတဲ့အမှတ်တရားကိုတိုက်ရိုက်ထိုးထွင်းသိမြင်လာပါတယ်ဒါဟာတရားရဲ့ဘေးထွက်ဆိုးကျိုးတွေရဲ့ဆွဲဆောင်မှုနဲ့လွတ်မြောက်ပြီးသက်ဆင်သွားတဲ့လမ်းကြောင်းရဲ့တကယ်အတီးပွင့်မှာပဲဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိကွန်းတစ်ခုကတော့ဘလို့ခီးလာမျိုးကိုပဲရှောင်လာနေသည်ဖြစ်စီလန်ခီးကလာပါတဲ့ရှုခင်းတွေကိုနေတဲ့ခံစားရင်းနဲ့အဲ့ဒါတွေကိုကိုယ့်ရဲ့တကယ်ပန်းတိုင်အချင်းအထင်မှားမှားတော့အောင်ဘလို့တည်ယူနိုင်ကြမလဲဆိုတာပါပဲဝိပဿနာပတိလေတာရှေဘရဲ့စင်ခုံမှုဟာတရားအားထုတ်တွေတက်ချိပါမဟုတ်ပါဘူးဒါကျွန်တော်တို့အားလုံးအတွက်ခီးလာမှုကမတ်တိုင်နေလေအန်တီမပန်းတိုင်ကိုရှင်းလင်းခွဲခြားသိမြင်နိုင်ဖို့အတွက်ပေးတဲ့သင်ခန်းစာတစ်ခုပါပဲအများကြီးပြောထားကြတာပေါ့လေဒါပေမဲ့အဲ့ဒီလူမျိုးအရာဆိုတာဒီကတော့ပါလေအဲ့ဒီကိုရောက်ဖို့စိတ်ပိုင်းဆိုင်ရာခီးလန်းတဲ့ရောဘယ်လိုမျိုးလဲဆိုတော့ဒီနေ့မှာတော့တရားအထုတ်သူတယောက်ရဲ့အတွင်းစိတ်ကဘာတွေကအယံကိုလေးနဲ့ရှုပ်ထွေးတဲ့အစင်စင်ပြောင်းလဲမှုတွေကိုတစ်ချက်လောက်အတူတူလေ့လာကြည့်အောင်ခဲဒီခီးစင်ဒီခလုံးရဲ့တိုးချက်လို့ပြောလို့ရတဲ့ရစ္ဆဘုရားရဲ့စကားတစ်ခွန်းနဲ့ဆက်လိုက်ရအောင်လောကကိုအနှစ်တရမရှိတဲ့ဗလာတူညတာရအနေနဲ့ရှုမြင်နိုင်မယ်ဆိုရင်ဒီစင်တရားကိုချော်လာနိုင်လိမ့်မယ်တဲ့အတိတ်ကရှင်းပါတယ်လူမျိုးမှုဆိုတာအပြင်မှာလက်ရှာနေရမှာမဟုတ်ဘူးကိုယ်တိုင်ဒီလောကကြီးကိုမြင်နေတဲ့အမြင်ကိုအရင်ကနေလှန်ဖြစ်နိုင်မှုပဲလိုတာပါဒါဆိုရင်ကျွန်တော်တို့ရဲ့တာမန်အမြင်မှာပါတယ်ညမရွေးနေလို့လေဒီစိတ်ပိုင်းဆိုင်ရာခရီးစဉ်ရဲ့အစမတ်အခြေခံဆုံးပြဿနာကကျွန်တော်တို့နေထိုင်နေတဲ့ဒီအရှိတရားဒီ reality ကြီးကိုယ်တိုင်ဒါထောင်ချောက်တစ်ခုလို့ဖြစ်နေတော့ပါပဲဘုဒ္ဓအဆုံးအမမှာတော့ဒီထောင်ချောက်ကိုတင်ခါရလို့ခေါ်တယ်တင်ခါရဆိုတာပါလဲဆိုတော့အခုကွေးကြုံခံစားနေရတဲ့ယုတ်တရားတွေနန္တရားတွေအားလုံးမှာပဲအဲ့ဒီຢာတွေတကယ်တဘောဘောကိုဒီဒီချက်ချက်စစ်စစ်ကြည့်လိုက်တဲ့အခါအောစရာအချက်၃ချက်ကိုတွေ့ရတယ်တိအားလုံးဟာအမြဲမတည်မြဲကိုအနိစ္စပဲနှစ်တကယ်တော့မကြည့်စုံလဲစီးရတဘောဝပဲရှိလဲဒုက္ခပေါ့ပြီးတော့၃တကယ်အနိတ္တရငါဆိုတာလဲဘယ်မှမရှိဘူးအနတ္တပဲအဲ့ဒါကပဲတရားအထုတ်သူတယောက်လူမြောက်အောင်ရိုးထုတ်ကိုစူးစမ်းနေတဲ့တန်တရာစစ်ဝိုင်းစီချစ်နေတာပါဒီလိုထောင်ချောက်ရဲ့တဘာဝကိုတချီဖြည်းထွန်းဖောက်ပြီးမြင်လာတဲ့အခါမှာပထမဆုံးအကြီးမားဆုံးစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုစဖြစ်လာပါတော့တယ်အဲ့ဒါကတော့
အရင်ကအရန်တွေ့တာခဲ့တဲ့အရာတွေပေါ်မှာစိတ်ပြည့်ရင်းဝဲလာတာပါပဲဒီအဆင့်ကိုပါဠိလိုတော့နိပိဒါညာလို့ခေါ်တယ်အရင်ကပြောစရာကြီးတည်မြဲတယ်လို့ထင်ခဲ့တဲ့အရာတိုင်းရင်တကယ်မတည်မြဲတဲ့မပြည့်စုံတဲ့သဘောဝကိုရှင်းရှင်းလင်းလင်းမြင်လာတာပေါ့အတွေ့အကြုံဒီကိုအရန်ဆွဲလန်းနေရကနေအော်ဒါဒီအားလုံးကဒီလိုပဲလားဆိုပြီးတော့နက်နက်ရှိုင်းရှိုင်းညင်းဝဲလာတယ်မျက်နှာလွှဲချင်စီတွေပေါ်လာတယ်အဲ့ဒီလိုအစ်စ်မျိုးပါအဲ့ဒီလိုစိတ်ပြည့်ညင်းဝဲလာမှုကနေပြီးတော့အရန်ကိုအားကောင်းတဲ့စိတ်ဆော်မှုအတစ်တစ်ခုပေါက်ဖွာလာတယ်အဲ့ဒါကဘာလဲဆိုတော့လူမြောက်မှုအတွက်ပြင်းပြရေးဆန်တာပါပဲဒီအတိညာဏ်ကိုတော့မိုးစီတို့ကမတရံလို့ခေါ်ပါတယ်ဒီလူမြောက်ခြင်းတဲ့ခန်းစားချက်ကဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်တရားတို့တွေကဥပမာတွေကတက်ကိုထိမိတယ်စဉ်းစားကြည့်လေပိုက်ကွန်ထဲမှာမြင်နေလို့အသေးအတန်ရုန်းကန်နေတဲ့မားတကောင်တော့ငွေပါဆက်ချက်ကလွတ်အောင်ကြိုးစားနေတဲ့ဖားတကောင်တော့ဒါမှမဟုတ်လောင်ရိပ်ထဲကနေထပ်ပေါက်ရှာနေတဲ့ငှက်တကောင်လိုပဲတဲ့အဓိကကတော့ဒီသင်္ခါရတရားတွေကနေအမြန်ဆုံးလွမြောက်ဖို့ပဲဆရာချစ်တန်နေတော့တာပါကဲဒီလိုနဲ့ထပ်ပေါက်ကိုရှာဖို့အတဲ့တရားအားထုတ်သူဟာဒီအရှိတရားကြီးတစ်ခုလုံးကိုလုံးဝကိုကွဲပြားတဲ့ရှုထောင့်အသက်ကနေပြန်ပြီးဆန်းစစ်ရပါတော့တဲ့ဒီအဆင့်ကိုအတိတ်သင်္ခါဉာဏ်လို့ခေါ်ပါတယ်ဒီမှာတရားချုပ်သူဟာသင်္ခါရတရားအလုံးကိုမှန်ပြီလူတောင်းနဲ့ကြီးသလိုစနစ်တကျပြန်စစ်ဆေးပါတယ်အဲ့ဒါတွေကတော့အလုံးကြည့်ပြီးသားဖြစ်တဲ့အနေဆမမြဲဘူးဒုက္ခဆင်းရဲတယ်ပြီးတော့အနတ္တနာမဟုတ်ဘူးဆိုတာတွေပါပဲတကယ်တော့ဒါတွေဟာထပ်ပေါက်ကိုရှာဖွေဖို့အတွက်အစမ်းထက်ဆုံးလက်နက်တွေပါပဲဒီသုံးခုထဲမှာအထီးကအကျိုးဆုံးထိုးချွင်းတည်မြဲမှုကတော့အနတ္တတနည်းပြောရရင်သူ့ညက်ကြလို့ခေါ်တဲ့အနစ်တာရမရှိခြင်းကိုနားလည်တော်တာပါပဲအရင်ကထင်နေတဲ့ခိုင်မာတဲ့တည်မြဲတဲ့ဆိုတဲ့နားတို့ဒါဥစ္စာတို့ဆိုတာတကယ်တော့မရှိဘူးဖြစ်လိုက်ပြလိုက်ဖြစ်နေတဲ့အယုံနဲ့နံတရားစီးစစ်နေတာပါလားဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာတာပါဥပမာပေးရရင်မပြောင်းလဲတဲ့ဝိညာဉ်ဆိုတာမရှိဘူးတရုပ်ဆောင်မရှိတဲ့ဗလားစစ်မြေကြီးလိုပဲအလုံးကဗလာနဲ့ချီပါပဲဒီချက်ကတိတ်ကိုအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့အရာအလုံးဟာငါဆိုတဲ့အတ္တကနေကင်းလွတ်နေတယ်ဗလာတက်ပဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားတဲ့အခါမှာပဲမြင်းချရလမ်းကိုရှာတွေ့နိုင်မှာမို့လို့ပါဒါကြောင့်သူညတကိုနားလေခြင်းဆိုတာရှေ့ဆက်ရမယ့်လမ်းကိုဖွင့်ပေးမဲ့တော့တချောင်းပဲဖြစ်ပါတယ်ကဲဟုတ်ပြီဒီလိုထူးထွင်းတည်မြဲမှုတွေဖြည်းဖြည်းချင်းဆက်လာတဲ့အခါမှာနောက်ဆုံးအဆင့်ထိတဲ့လွတ်မြောက်မှုစီကိုဘလို့ခေါင်ကိုသွားတယ်လဲဆိုတာကြည့်လိုက်ကြရအောင်ဒါကတော့လေနတ်ဆိုင်တဲ့တင်ရင်မှုကနေအတိညာရဲ့နောက်ဆုံးအထွတ်အထိပ်ပြောင်းလဲမှုစီကိုသွားတဲ့ခရီးပါပဲပထမဆုံးအနေနဲ့သင်္ခါရုပ္ပခဉ္ဉ္ဆိုတဲ့အဆင့်ကိုရောက်လာတယ်ဒီအဆင့်မှာစိတ်ကဘလို့ဖြစ်သွားလဲဆိုတော့လိုင်းလေးမရှိတဲ့ပင်လယ်ပြင်ကြီးလိုပဲအင်မတန်ကိုတင်းရင်အေးချမ်းသွားတယ်ဖြစ်လိုက်ပြက်လိုက်ဖြစ်နေတဲ့တရားတွေအပေါ်မှာကြောက်တာလည်းမရှိတော့ဘူးတွေ့တာလည်းမရှိတော့ဘူးပါမှမရှိတော့ဘူးဟန်ချက်မြင်မြင်နဲ့လိလူရှုပြီးတော့အေးဆေးဆောင်ကျင်နေနိုင်တဲ့အခြေအနေမျိုးဖြစ်သွားတာပါဒီနေရာမှာတက်ကိုအရေးပါတဲ့အာယုံပြောင်းလဲမှုကြီးတစ်ခုခက်လာပါတယ်ပြီးရင်ကဝိပဿနာဉာဏ်ဒီရဲ့ focus ကပါလေလှိုင်းတပိုးတွေလိုအမြဲတမ်းပြောင်းလဲနေတဲ့သင်္ခါရတရားတွေပဲဒါပေမဲ့အခုလောအာယုံမှပြောင်းသွားပြီအဲ့ဒီဖြစ်လိုက်ပြက်လိုက်တွေလူမချုံငင်းသွားရတင်းငင်းနေတဲ့ရေပြင်ကြီးလိုဖြစ်တယ်အသင်္ခတတရားနိဗ္ဗာန်ဘက်ကိုလုံးဝခွေပြောင်းသွားပါပြီဒီလိုအာယုံကိုပြောင်းသွားတာဟာမျက်စိတမိတ်အတွင်းမှာတတိုင်းတိုင်းနဲ့ဖြစ်ထားတဲ့စီဖြစ်စ၄ခုပါနံပါတ်1အနုလောမဉာဏ်ဒါကသင်္ခါရလောကကိုနောက်ဆုံးအချိန်လက်ကြည့်ပြီးနှုတ်ဆက်လိုက်တာတတာပေါ့ပြီးတာနဲ့ချက်ချင်းပဲနံပါတ်2ကိုကြောက်ဘူးဉာဏ်ဒါကတတာလိုပဲသင်္ခါရကိုလုံးဝလက်လွတ်ပြီးနိဗ္ဗာန်ထက်ကိုကူးသွားတာပြီးတော့နံပါတ်3မကဉာဏ်အဲ့ဒီမှာနိဗ္ဗာန်ကိုပထမဆုံးအချိန်တက်ရိတ်ချီတွေ့လိုက်ပြီးကိလေသာတွေကိုအမိကနေဖျက်ပစ်လိုက်တယ်နောက်ဆုံးနံပါတ်4ဖလိဉ္ဉဏ်ဒါကတော့အဲ့ဒီမကေအကျိုးဆက်အနေနဲ့နိဗ္ဗာန်ရဲ့ငြင်းချမှုကိုချက်ချင်းခံစားလဲရတာပါပဲဒါဆိုရင်အချို့ပြောရရင်နိဗ္ဗာန်ဆိုတာတကယ်တော့ဘာလဲချင်းလေးပါပဲနိဗ္ဗာန်ဆိုတာနေရာတစ်ခုမဟုတ်ဘူးလောဘဒေါသမောဟအဲ့ကိလေသာမီးတွေအလုံးငြင်းသွားတဲ့အခါတိမြင်ရတဲ့အသင်္ခတတရားတစ်ခုပဲအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာသမျှအဲ့ဒီသင်္ကာရတရားအလုံးရဲ့လုံးဝချုပ်ငြိမ်းမှုပဲဖြစ်ပါတယ်ဒါပေမဲ့စဉ်းစားကြည့်လေမစ္စည်းတမိတ်အတွင်ဖြစ်သွားရဲ့ဒီအတွေ့အကြုံလေးတစ်ခုကလူတယောက်ရဲ့စိတ်ကိုဘလို့များထာဝရပြောင်းလဲသွားစေနိုင်မှာလဲအိုးစရာပဲနော်ကဲအဲ့ဒါကိုကြည့်လိုက်ကြရအောင်မဆိတ်ချစ်တဲ့အချင်းဟာမစ္စည်းတမိတ်အတွင်လေးပါပဲဒါပေမဲ့သူ့ရဲ့အယိုးတရားမှုကတော့လုံးဝကိုနောက်ပြန်လဲလို့မရတော့ဘူး
irreversible ပေါ့ဥပမာတစ်ခုပြရရင်မြေဈေးအိုးတစ်လုံးကိုမီးဖုတ်လိုက်တယ်လို့ပဲမီးမဖုတ်ခင်ကတော့သူကမြေဈေးပဲလေဒါပေမဲ့မီးဖုတ်ပြီးထားရင်တော့မာကျော်တဲ့အိုးတစ်လုံးဖြစ်ထာဝရပြောင်းလဲသွားပြီမြေဈေးအဖြစ်ဘရောမပြန်မဖြစ်နိုင်တော့ဘူးအဲ့ဒီလိုပါပဲတခဏတာလေးဖြစ်လိုက်တဲ့အတိညာဏ်ကစစ်ရတိစော့ပုံတစ်ခုလုံးကိုထာဝရပြောင်းလဲဖြစ်လိုက်တာပါဥပမာအနေနဲ့ကြည့်ရအောင်ပထမဆုံးမိတ်ဆွေကြည့်တဲ့ဒေါတာပတိမေကဘလိုဝန်ထုဝင်ကိုကြီးကိုအပြီးတိုင်ဖယ်ရှားပစ်တယ်လဲဆိုတော့ပထမတစ်ခုကတီးချီဆိုလိုတာကနာဥစ္စာဆိုပြီးတည်မြဲတဲ့အတ္တတစ်ခုရှိတယ်လို့နက်နက်ရှိုင်းရှိုင်းဆွဲလန်းချတဲ့အမြင်မာကြီးကိုအမေကနေဖျက်တော့ပစ်လိုက်တယ်နောက်တစ်ခုကဝိသိကိစ္စဒါကတော့ဖျားတရားတန်ခါနဲ့ဒီလိုမျိုးရလန်းစီပေါ်မှာရှိသမျှယုံမတန်တရားအလုံးကိုအပြီးတိုင်ဖယ်ရှားလိုက်တာပါပဲအချို့အဖြစ်ပြောရရင်တော့ဆင်းရဲဒုက္ခကနေလူမျိုးရလန်းဆိုတာတန်တာရီမဟုတ်ပါဘူးအမှန်တကယ်ရှိနေပါလေဒီနေ့ကျွန်တော်တို့လေ့လာခဲ့တာတွေကတော့အဲ့ဒီလမ်းကိုညွှန်ပြနေတဲ့ရှင်းလင်းပြတာတဲ့မိဘတစ်ခုပါပဲဒါဘုသူမဆိုလိမ့်တာချင်းကျက်လို့ရတယ်လမ်းစဉ်တစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့စဉ်းစားစရာမိကိုလေးတစ်ခုထားခဲ့ချင်ပါတယ်ငါဆိုရအမီမှာအဲ့ဒီမြန်မာကိုချက်ပြီးတော့ဒီလောကကြီးကိုတစ်ခါလိုက်ရှုမြင်ခွင့်ရမယ်ဆိုရင်အရာအောင်တို့ဟာဘီလိုများဖြစ်နေမလဲ